Okay အားလုံးပဲမင်္ဂလာပါ Daily Reaction Football YouTube Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ခုရောက်နေတာကတော့ဒီထိုင်းနိုင်ငံရဲ့ဖူးဆယ်ကွင်းတနေရာပေါ့နော်ခန့်နေဖူးဆယ်ကန်ဖို့ရှိလို့ထင်ထားကြတယ်ဒီခုပြောချင်တဲ့အကြောင်းအရာကတော့ကျွန်တော်တို့ Manchester United အနေနဲ့စုတစ်ခုရဖို့ရှိနေတယ်ပေါ့နော်ဘာစုလဲဆိုတော့ဒီပြီးခဲ့တဲ့နေရာတွေတုန်းကခေါ်ယူထားတဲ့ကစားသမားတွေထဲမှဘယ်လိုပြောမှလဲအကောင်းဆုံးခေါ်ယူမှုစုရဖို့ရှိနေတယ်ပေါ့နော်အဲ့ဒါ Brian Mbeumo ပါ Brian Mbeumo ကအရန်နဲ့ခြေစွမ်းပြတယ်ကိုယ်လည်းတိုင်းတွင်းနေတယ်ကရာဘောင်ကမှလည်းကိုယ်တွင်းနေအခုလည်းတော်တော်လေးခြေစွမ်းပြတယ်ပေါ့နော်တခြားကစားသမားတွေကြတော့အဲ့လောက်ထိခြေစွမ်းမပြနိုင်ဘူးဒီလီဗာပူးဆင်အနေလီဗာပူးကိုပြောင်းလာတဲ့ Wis လည်းအခုထိဘယ်လိုပြောမှတိုင်ပတ်နေတော့ပဲပြီးရင်အာဆင်နယ်ကိုပြောင်းလာတဲ့ယိုကရက်လည်း9 goal တော့တွင်းထားပါတယ်ဒါပေမဲ့ဟင်ကနေဟာကနေဘယ်လိုပြောမှလဲဘယ်လိုပြောပရိသတ်တွေရင်ထဲမှာဆွဲမြအောင်ခြေစွမ်းမပြနိုင်ဘူးဗျာကိုတော့တွင်းနေတယ်ဒါပေမဲ့ဘယ်လိုပြောမှအဲ့လောက်ထိအဘူမိုလောက်တော့မကောင်းဘူးအဲ့လိုတော့ရှိတယ်ပေါ့နော်အဲကြောင့်မို့ကျွန်တော်တို့ရဲ့Man United ကဒီပြီးခဲ့တဲ့ season ကနေပြောင်းလာတဲ့ Brian Mbeumo ကြောင့်ကျွန်တော်တို့စုတစ်ခုရဖို့ရှိနေတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကကျွန်တော်တို့ဒီလာမယ့်ပွဲမှာ Nottingham Forest နဲ့တိုးမှာဗျာဒီ Nottingham Forest ကိုနိုင်မယ်ဆိုရင်ကျွန်တော်တို့ Premier League မှာ၄ပွဲဆက်နိုင်ပြီးရင်ကျွန်တော်တို့လည်း1 to 5ထဲမှာဝင်မှာတီးချတယ်ဗျ1 to 5ဝင်မှာတီးချတယ်ပြီးရင်ဒီပွဲတာနိုင်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့အရန်ကိုခွင့်ရည်တွေများရမယ်ကျွန်တော်တို့မှာဘယ်လိုပြောမှာတော်တော်လေးအချိန်ရှိတယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ Man United ကစနေနဲ့တနင်္ဂနွေတရက်ထဲပဲကန်ရတာဗျာစနေမဟုတ်တနင်္ဂနွေတရက်ပဲကန်ရတာဒီဘယ်လိုပြောမအောင်သူများလည်းမျိုးချန်ပီယံလိလည်းမကန်ရဘူးဗျာဥရောပါလိလည်းမကန်ရဘူးခရာဘောင်ကတ်တစ်ခုပဲရှိတယ်ဗျာအဲကြောင့်မို့ကျွန်တော်တို့တော်တော်လေးကို training ထိုင်းရှိတယ်ဘယ်လိုပြီးရင်တော်တော်လေးအနားယူရတယ်ဗောနော်အဲကြောင့်မို့ကျွန်တော်တို့နိုင်မတိချပါတယ်ဒီ Nottingham Forest ကိုပြတ်နိုင်မလားမဟုတ်လဲနည်းနည်းလေး2-1 3-1အဲ့လိုကတ်နိုင်မလားတော့ကျွန်တော်မသိဘူးနိုင်မှာပါဒီခြေတော်တော်လေးခြေတက်လာတယ်ပြီးရင်အမိုရင်လည်းဒီဆောင်းရာတီမှာတော်တော်လေးကိုပတ်စံတုံးခွင့်ပေးထားပါတယ်ဘယ်သူဝယ်မလဲဆိုတော့အစတော့သူတို့ကဘာရောက်မလဲဆိုအဲ့ဒီဟိုဗာလဲဆက်စီနဲ့နောက်တစ်ယောက်ဘယ်လိုလဲဆက်စီနဲ့ဘယ်လဲမသိဘူးရောင်းဖို့လုပ်နေတာဗောနော်အခုကဒီအဘူမိုနဲ့အမတ်ဒီယာလူကသူတို့အာဖရိကဖလားကိုတော့ခံရမှာနော်အဲ့ဒါအကြောင်းမို့ဆက်စီနဲ့ဟိုတယောက်ကိုမရောင်းဖြစ်လိုက်ဘူးအကြောင်းမို့အဘူမိုနဲ့အမတ်ကတလားလောက်ကိုအာဖရိကဖလားတော့ကန်ရမယ်ဆိုတော့ကျွန်တော်တို့လူကမစုံဘူးเนาะလူမစုံနဲ့ကန်ရမှာဆိုတော့အမိုရင်ကသူ့ရဲ့ရောင်ဖို့လူကိုမလုပ်ဘူးဖြစ်နေတယ်အဲကြောင့်ဆောက်ဒီမှာကျွန်တော်တို့မယူနိုက်တက်အနေနဲ့ထွက်သွားဖို့မရှိဘူးဒါပေမဲ့ကစားသမားပွဲဖို့တော့ရှိတယ်တယောက်မဟုတ်ရင်2ယောက်တော့ပွဲဖို့ရှိပါတယ်ပြီးရင်နောက်တစ်ခုကလောင်တာတော့မဟုတ်เนาะပြောစရာတစ်ခုတော့ရှိတယ်လီဗာပူးအနေနဲ့အရန်ကိုတိုင်ပတ်နေပါတယ်လီဗာပူးပြီးခဲ့တဲ့ညတော့ခရစ္စတယ်ပဲလေကိုအန်ဖီမှာ3-0တဲ့ကြည့်ပါဦးဗျာဖဲချင်တာတော့မဟုတ်ပါဘူးဒီတိုင်းလေးပြောပြတာလမ်းကြုံ3-0တဲ့လီဗာပူးအနေနဲ့ဒီပြိုင်ပွဲစုံ6ပွဲမှာ9ပွဲအထိရှုံးထားပါတယ်အရန်ကိုဘယ်လိုပြောမှာလဲပရိသတ်တွေရဲတော်တာထွက်နေတယ်ပြီးရင်အခုလက်ရှိနီးပြကိုမေခွန်းတွေထုတ်နေတယ်နီးပြကိုမလူချင်တော့ဘူးအဲ့လိုပေါ့နီးပြပြောင်းပေးပါနီးပြကြောင့်ဒီနီးပြကဘာမှဘယ်လိုပြောမှာ plan B တွေ C တွေမရှိဘူး plan A တခုပဲအမျိုးပေါ့ကိုကရှုံးနေတောင်မှလူစားမလဲတက်ဘူးပါညာအဲ့လိုတော့ပြောကြပါတယ်လောင်လာတော့မဟုတ်ပါဘူးဒါပေမဲ့နည်းနည်းတော့ဘယ်လိုပြောမှာရီးချင်တယ်ဗောနော်ရီးချင်တယ်သူတို့ပြီးရင်ကလော့လည်းပြောထားပါတယ်ကြာရင်ကလော့လည်းလီဗာပူးတာတကယ်လို့အပ်မယ်ဆိုရင်သူကလီဗာပူး coach အနေနဲ့ပြန်လာမယ်ဒါပေမဲ့ပရီးမီးယားလိဂ်ကတခြားအသင်းတွေကိုဘယ်အသင်းမှမသွားဘူးလီဗာပူးအသင်းကလွယ်လို့အဲ့လိုပြောထားပါတယ်သူတို့ကပရိသတ်တွေကလည်းကြာချင်းကလော့ကိုပြန်လာစေချင်တယ်ဒီနီးပြကိုထုတ်စေချင်တယ်ဗောနော်အဲ့လိုဒီပြီးခဲ့တဲ့2024-25ပရီးမီးယားလိဂ်ချန်ပီယံဖြစ်သွားတာလေကလော့တည်ထားတဲ့လီဗာပူးကြောင့်ပဲနိုင်တာဗောနော်ဒီအခုကဒီပြောင်းရွှေ့ကြောင်းဟန်ချက်မညီဖြစ်နေတဲ့လီဗာပူးကိုဘာမှသူဆက်မထိနိုင်တော့ဘူးဘယ်လိုပြောမလဲဆက်လည်းမထိနိုင်ဘူးပြီးတော့ဒီဘယ်လိုပြောမှာဆက်ပြီးတော့မှလည်း
ယုံကြည်မှုမပေးတော့ဘူးဗျာအဲ့လိုအစ်စ်ပြောင်းချင်တော့တာနိပြကိုအစ်စ်ပြောင်းချင်တာအဲ့လိုဖြစ်သွားတာကျွန်တော်တို့ Man United တော့အခုတော့ဆင်ပြေသွားပြီအမော်ရီနဲ့တော်တော်လေးကိုဆင်ပြေတော့ပါပြီချန်ပီယံတော့မှမန်းချင်မန်းလို့ရတယ်ဗောနော်ဒီတိုင်းဒါဆက်သွားလို့ရရင်တော့ဒီ Man City နဲ့ဒီလာမဲ့ Nottingham Forest ပြီးတော့ရင်စပါနဲ့တူးမှာစပါကိုလည်းထပ်နိုင်မယ်ဆိုရင်တော့တော်တော်လေးကိုအချိန်ကြီးကောင်းပြီလို့ပြောလို့ရပါတယ်ဟုတ်ကဲ့ပါအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကောင်းတယ်လဲလာနေပြီဆိုတော့ကျွန်တော်ဘလိုနဲ့ကန်လဲမယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျ